အားလုံးပဲမင်္ဂလာပါအားလုံးပဲမင်္ဂလာပါဒီနေ့ကျွန်မအရင်တစ်ပတ်ကဖြစ်သွားတဲ့အလွယ်လေးတစ်ခုပြောပြချင်လို့ပေါ့နော်လွယ်လေးလားအလဲလေးလားအလွယ်လေးတစ်ခုပြောပြချင်လို့ကျွန်မသူ့အတွက်ဆိုရင်မှဟိုဗာလဲ Gucci လေး change ပေါ့နော်ငွေရောင်လေး curate လုပ်လိုက်တာonline မှာရှာပြီးတော့ဒီဟာကပုံထဲမှာပြထားတဲ့ဟာကဒီအဲ့တိုင်းလေးပေါ့နော်ရောက်လာတာဒီမှာအကြီးပဲတမင်မြတ်တော့မှာတမင်ဒီလိုလာလိုက်တမီ break massive break ပေးတယ်ပဲpackaging ကိုဖောက်လိုက်ပြီးတဲ့ခါကျတော့ဒီမှာဆွဲကြိုးဒီလောက်ကြီးဖြစ်နေတာပြီးတော့မှကျွန်မပြန်ကြည့်ပြီးတဲ့ခါကျတော့ဆွဲကြိုးမဟုတ်ပဲနဲ့ကပတ်ဖြစ်နေတာကြားလိုက်တာကပတ်ကဒီအိုင်းနဲ့စမပြေဘူးဆိုတော့ကိုဆွဲကြိုးနေနေဝယ်ပြလိုက်ကိုကြိုက်လာလို့ပဲစားမယ်လေအဲ့ဒါဒီလိုအဲ့ဒီဆိုတော့ကဲတော့သမီးမကြိုက်ရလားမကြိုက်ဘူးနည်းနည်းယူလိုက်ငါယူလိုက်တော့မယ်သမီးနေရာချလို့ပြီးသေးလားအမကြီးပတ်ပြပါလို့နေသမီးတဲ့ level သေးလို့ထင်မဆိုင်ပါဘူးသူ့ level ကတော်တော်ကြီးရကြတယ်မကြီးဒါဆိုတော့နှစ်ပတ်ရတယ်နေရအော်ဒီနားချက်လိုက်တော့မှာဒါကိုရှေ့မှာခြားရတယ်လေပြီးတော့အော်ဒီကျိုးအော်ဒီကျိုးအရှိထားတယ်အားလည်းမရပါဘူးအော်ကျိုးရှိထားပြီးတော့လိုဝယ်လိုက်ရတယ်ဒါမှမဟုတ်ကျိုးလိုဝယ်လိုက်ရတယ်မလားဟုတ်လားဒီကနေကျုံနေလို့အော်ဒီနော်ဒီပါကျိုးလာလို့ဒီလားဒီလေးကိုလာတယ်ကျော်တီကကပတ်ဆိုမှတဲ့ရဒီလိုဝယ်လိုက်တာပါနော်ကော်ရလေးနည်းနည်းဒီမှာဒူဘိုင်းမှာတချို့အဲ့ဒီ stylist တွေပါရသူကအကြီးရလေအိတ်ဆိုလည်းအကြီးရဆွဲချိုးဆိုလက်ကောက်တွေအကြီးရအဲ့လိုဝတ်တာပါဒီလားဒူဘိုင်းရလားဒူဘိုင်းကလူရိုင်းဒီလိုလေးလိုက်တယ်ကောရကြိုက်တယ်နော်အဲ့ဒါတည်းယူလိုက်တော့ယူကောင်း